สิงหาผู้นำปังบอยวันเกิดในเดข้าเฮาใจสายเคอปี2ไปเลี้ยงเบิ้งแลข้าเฮานางอีเลี้ยงหอมปี2ไปเลี้ยงเมืองตีเอาปืนพรปืนเผาไผ่ใต้กว่าเขาအားလုံးပဲမင်္ဂလာပါစတုထအချင်းရှမ်းလူငယ်မောင်မယ်တိလုံကျူစုပွဲနဲ့နှုတ်ဆက်ပွဲအခမ်းအနားစတင်တော်မူဖြစ်ပါသဖြင့်ကြွားရောက်လာကြတော့ဧည့်သည်တော်များကျောင်းသားကျောင်းသူများအားလုံးနေရာယူပေးကြပါရန်လေးစားစွာပန်ကြားပါရခင်ဗျာယနေ့ပြုလုပ်တဲ့အခမ်းအနားကတော့စတုထအချင်းရှမ်းလူငယ်မောင်မယ်တိလုံကျူစုပွဲနဲ့နှုတ်ဆက်ပွဲအခမ်းအနားဖြစ်ပါတယ်ခင်ဗျာအခမ်းအနားကိုအပိုင်းတစ်ပိုင်းခွဲပြီးကျင်းပသွားမည်ဖြစ်ပါတယ်ခင်ဗျာဒီခန္ဓာမှာမြန်မာဘာသာဖြစ်ကျွန်တော်ဇိုင်းမောင်းစာပထမနဲ့အင်္ဂလိပ်စာအထူးပြုနဲ့ကျွန်မနန်းခမလို့ဒုတိယနေ့ပထဝီဝင်အထူးပြုတို့ကအခမ်းအနားမှုများအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်ခင်ဗျာစီစဉ်ကိုရလာရှုပြအမျိုးသားလူတော်ကိုယ်စားလှယ်ဇာမလန်ခမလူငယ်တယောက်အနေဖြင့်ဖြတ်တန်းခဲ့ရသောအသေးအချုံများဟောပြောခြင်းပဲဖြစ်ပါတယ်ခင်ဗျာမဟောပြောမီဇာမလန်ခမ၏ကိုရေးချင်းချက်လက်များကိုဖတ်ကြားပါမယ်ခင်ဗျာအမီဇာမလန်ခအမျိုးသားလူတော်ကိုယ်စားလှယ်ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်3စာတိမှတ်နောင်ကျေးရွာဥယျာဉ်မှုကျေးရွာအုပ်စုဒိန်းနီမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းဝေဒဂရိ1981ခုနှစ်ဩဂုတ်လ9ရက်ပညာရေးချင်းသမိုင်းနောက်ဆုံးနှစ်အဝေးတည်တက္ကသိုလ်တက်ရောက်နေစေကိုပိုင်စီးပွားရေးရှမ်းစာပေများဖြန့်ချိရေးလုပ်ငန်းအတွေ့အကြုံ2003ခုနှစ်ရှမ်းလူငယ်မီဒီယာရှမ်း Youth Power Media စတင်တည်ထောင်ခဲ့သည့်အဖွဲ့အစည်းတွင်တအုပ်ပါဝင်ခဲ့ပါတယ်ခင်ဗျာ2004မှ2005အထိရှမ်းချန်နယ်များတွင်ပညာရေးအတွေ့အခေါ်ဆိုင်ရာနှင့်ကလေးဖွံ့ဖြိုးမှုဆိုင်ရာရှမ်းဘာသာပြန်ဆောင်းပါးများရေးသားခဲ့ပါတယ်ခင်ဗျာ2008မှ2012အထိအခြားရွေးချယ်စရာပညာရေးကျောင်းများနှင့်ဘုံမြစ်တာလူမှုအကျိုးပြုငွေစုလုပ်ငန်းများရှမ်းပြည်နယ်ဖြစ်ထွန်းပေါ်ပေါက်လာအောင်တန်ဃာတော်များသီလရှင်များနှင့်အတူပူးပေါင်းပါဝင်စ조사ဆောင်ရွက်ခဲ့ပြီးအခြားရွေးချယ်စရာပညာရေးနှင့်ဘုံမြစ်တာလူနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက်ကြီးပိုင်းဦးဆောင်အဖွဲ့ထဲတွင်ဒုတိယခေါင်းဆောင်အဖြစ်ရွေးချယ်ခံရပြီးရှမ်းပြည်နယ်လူငယ်များဆိုင်ပြည်မြင့်တည်ရေးတင်ဒဏ်များပို့ချခြင်းကမ္ဘာငြိမ်းချမ်းရေးနှင့်ရှမ်းမျိုးသားနှင့်အထိမ်းအမှတ်နှင့်များတွင်တောင်းတလေသမားများလေယာဉ်အသိမ်းစီးခံရမှုကာကွယ်ရန်တဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရန်နှင့်ငွေစေဝါအနေတားဆီးကာကွယ်ရန်လှုံ့ဆော်သည့်အနေဖြင့်ရှမ်းပြည်နယ်လူငယ်များစုစည်းကရှမ်းပြည်မြင့်ဆောင်တောင်ထိပ်များတို့တရားအလံစိုက်ထူခဲ့ခြင်းများဆန္ဒထုတ်ပေါ်ခြင်းများကိုဦးဆောင်ကဆောင်ရွက်ခဲ့ပူပါတယ်ခင်ဗျာတို့ဖြစ်ပါ၍အတွေ့အကြုံများဟောပြောပေးပါရန်ဇိုင်းဝလန်ကမ်အားပန်ကြားပါတယ်ခင်ဗျာဘာမခိုင်းနေတယ်ကွာဆရာဆရာမအားလုံးကိုဒီကနေကျွန်တော်လေးစားကြတော့ပြုလုပ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီဝေဒင်တက်ကိုကျောင်းသူကျောင်းသားများအားလုံးကိုလည်းဒီကနေ့မဆုံးခါဆိုတော့ကျွန်တော်နှုတ်ခွန်းဆက်တာကတော့ပြုအပ်ပါတယ်အားလုံးလည်းကိုစိတ်နှပြချွေးလန်းချမ်းမြေ့ကြပါစေလို့ဥစ္စာပနာမနှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်ကတော့ဒီရှမ်းပြည်နယ်မဲဆန္ဒနယ်မှာ3မြို့သားတို့ကိုယ်စားလှယ်စိုင်းဝလန်ခမ်ဖြစ်ပါတယ်ကျွန်တော်ကိုစားပြုရတဲ့မဲဆန္ဒနယ်ကတော့9မြို့နယ်ဖြစ်ပါတယ်
ကွန်လုံးပါမယ်တိတ်ကြီးပါမယ်လာရှိုးမိုင်းရဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျဒီကနေ့ဒီလိုလူငယ်တွေအကြောင်းသားတွေနဲ့တွေ့ရတဲ့အတွက်ကျွန်တော်တွေ့ကြုံလေးကိုလာပြီးတော့မျှဝေပေးဖို့ဖိတ်ခေါ်ခံရတဲ့အတွက်နာမဝန္တာကိုယူမိပါတယ်ကျွန်တော်လည်းဒီလူဝိတင်တက်နေတဲ့အကြောင်းသားတွေလည်းအကြောင်းသားတယောက်ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီစင်မြင့်ဘောကနေဆရာတို့အားလုံးလည်းကာဝပြုအပ်ပါတယ်ဒီကနေ့မှာဆရာတွေနဲ့လည်းပါတဲ့အတွက်တပည့်တယောက်နေနဲ့စကားပြောရတယ်ပဲသဘောမှတ်ပေးပါပြီးတော့ဒီကတငယ်ချင်းတွေလိုပဲပြောရတော့မှာပေါ့နော်ကျွန်တော်ကတော့အတက်တော့ကြီးပါပြီဒါပေမဲ့တငယ်ချင်းထပ်တော်ချင်ပါလေလူငယ်လေးတွေပေါ့နော်လူငယ်အခုကတော့လူကြီးအလုပ်ကိုတက်လုပ်နေရပေမဲ့လူငယ်ရဲ့ဟိုဟာပေါ့စัจ जा မှာပေါ့နော်လူငယ်ရဲ့အလုပ်တွေကိုလည်းစိတ်ဝင်စားလုံးပါပဲလုပ်ချင်နေလုံးပါပဲပေါ့နော်ဒါကြောင့်ဒီကနေ့ဒီပွဲမှာကျွန်တော်ရှမ်းလို့လည်းပြောပါမယ်ပြီးတော့ရှမ်းလို့မပြောခင်မှာပမာလို့အချင်းချုံပေါ့လေဟိုပါဒီဆွေးနွေးပြောပြမယ်ဆိုတာကိုပမာလို့အချင်းချုံပြောပြချင်ပါတယ်ကျွန်တော်ကဒီနေ့ပြောချင်တဲ့ကိစ္စကတော့ကျွန်တော်တို့လူငယ်တွေပေါ့နော်အခုကျွန်တော်တို့ခုနကျောင်းသူလေးတယောက်လည်းပြောထားပါပြီကျွန်တော်တို့ပြည်ပြင်ပြောင်းလဲတိုးတက်မဲ့နိုင်ငံတော်စီကိုကျွန်တော်တို့တွားနေတယ်ဆိုတာကတော့ရုပ်ဝတ္ထုတွေမဟုတ်ပါဘူးဒီကျွန်တော်တို့စိတ်ဓာတ်တွေကပြင်ဆင်ပြောင်းလဲရမယ့်အရာတွေကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ပြင်ဆင်ရမယ့်အရာတွေအများကြီးရှိပါတယ်ပေါ့နော်ဒါကြောင့်အဲ့ဒါကိုဒီနေ့လူငယ်တွေကျွန်တော်တို့တန်ဖိုးထားမှုပေါ့ကျွန်တော်ဆန်တော့ဆိုတဲ့ကိစ္စလေးကိုကျွန်တော်ရှမ်းလို့ပြောတော့ချင်ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကျွန်တော်ပြောကြားမဲ့ကောင်းစဉ်လေးမတော်ခင်လေးမှာဒီတက်ကလူကြောင်းသားဘဝရောက်လာပုံလေးနည်းနည်းမျှဝေချင်ပါတယ်ပေါ့နော်ကျွန်တော်ကပညာရေးကိုအပြင်မှာပဲလေ့လာခဲ့ရတဲ့သူဖြစ်ပါတယ်ကျွန်တော်10လကို98ခနဲ့တုန်းကကျွန်တော်အောင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ချိန်ကတော်တော်လေးကိုဒါတော့မပြောလို့တော့ပါဘူးနော်ကိုယ့်ရဲ့အမိသားစုခက်ခဲတွေနဲ့နောက်ပြီးတော့တိုင်းပြည်အခြေအနေပေါ့အဲ့ချိန်ကတော့တော်တော်လေးကိုကျွန်တော်တို့အောက်ကျနောက်ကျခံခဲ့ရတဲ့အခြေအနေမို့လို့ပညာရေးရလဲเนาะပြည်တွင်းပညာရေးဆိုအချိန်ကြီးကြတော့ပေါ့เนาะအဲကြောင့်ကျွန်တော်တို့တက်နေတာကျွန်တော်တို့ကိုမျိုးကိုရကိုစွန့်ခွာပြီးတော့သူတစ်ပါးစီမှာအခက်အခဲခံဘဝနဲ့ကျွန်တော်တို့ပညာရေးလေ့လာခဲ့ရပါတယ်ပြောရမယ်ဆိုရင်တော့ဝမ်းနည်းစရာလည်းအများရှိပါတယ်ပြီးတော့လည်းပျော်စရာလည်းအများရှိပါတယ်ဒီလိုနဲ့ကျွန်တော်တို့တခြားပြည်ပနိုင်ငံတွေမှာခိုင်းစေခံဘဝနဲ့တွားလို့ရတယ်ပြီးတော့အဲ့မှာလည်းပညာတွေကျွန်တော်စူးစမ်းသင်ခဲ့ရတယ်ပြီးရင်ဒီလိုနဲ့ပြန်လာတယ်ခုနကျွန်တော်ရဲ့ဟိုရေးချင်းထဲမှာဆရာတော်တန်ခါတော်တွေနဲ့ပူးပေါင်းပြီးတော့တခြားရွေးချယ်စရာပညာရေးလို့ခေါ်တဲ့ alternative education ဆိုတဲ့ဟာကိုကျွန်တော်တို့လေ့လာခဲ့ရပါတယ်ပြီးတော့ထပ်ပြီးတော့ဒီပနိုင်ငံတွေထွက်ပြီးတော့လေ့လာရပါတယ်သင်တန်းတွေတက်ရပါတယ်အဲ့ဒီရတဲ့တစ်ဆင့်ကျွန်တော်ပညာတွေအနေချင်းတန်းရောက်လာပြီးအချိန်မှာကျွန်တော်မပြည့်စုံသေးပါဘူးကျွန်တော်ပွဲရမှာဖြစ်ပါမယ်ဆိုပြီးတော့လွန်ခဲ့တဲ့2014ပေါ့နော်ဝင်ပြီးတော့ကျွန်တော်တမိုင်းပါတာနဲ့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဒီဝိတင်လာရှိုးကိုတက်ပါတယ်အဲ့ဒီမှာကျွန်တော်ပထမနေ့ဖြည့်ပြီးတဲ့ချိန်ကျတော့ကျွန်တော်တို့ဒီနိုင်ငံရေးပြောင်းလဲပေါ့နော်ကျွန်တော်လူငယ်တွေကျွန်တော်လူငယ်လုပ်ပြီးတော့လူငယ်လူကြီးတွေကလည်းတစ်ဖက်ကတည်းကလူငယ်တွေလည်းဒီနိုင်ငံရေးတွေဝင်လာပါခုနဆရာပြောလို့မျိုးပေါ့နော်ဘာမှခိုင်းပြောလို့မျိုး generation တွေ lesson ကမ်းယူရတော့မယ်ကျွန်တော်ဒီနိုင်ငံရေးပေါ့ကျွန်တော်နိုင်ငံရေးဆိုတာတော်တော်လေးကိုအခုဒုက္ခရောက်နေတဲ့စစ်မှတ်ဖြစ်ပွားနေတဲ့ဝိစီဝါတွေပေါ်များနေကျွန်တော်ဒေတာမှာဒီလိုလူငယ်တွေပြီးတော့မလုပ်ဘူးလုပ်လဲဆိုတော့ကျွန်တော်တို့နော်ပြောကြားချက်နဲ့ကျွန်တော်ဒီနိုင်ငံရေးလောကလေးဝင်လာပြီးတော့ကျွန်တော်ဒီရောက်ရွေးချယ်ခံပါတယ်ပြီးတော့ဒီလာရှိုးခရိုင်ရဲ့မြို့သားလို့တော်ကိုယ်စားလှယ်မှာရွေးချယ်ခံနိုင်ရခဲ့ပါတယ်အဲ့ချိန်မှာနိုဝင်ဘာကျွန်တော်တို့အောက်တိုဘာအတွင်းမှာမဲဆွယ်စည်းရုံးနေအချိန်ကြောင်းနဲ့စာတွေကြက်ရတော့မယ်ဒါပေမဲ့အချိန်ကျော်ကိုကတော့ဘာမှမသိရသေးဘူးကိုယ့်ရဲ့အလုပ်နဲ့ပဲကိုလုံးပန်းနေတော့မဲလဲထည့်ပြီးတဲ့ဒီနေ့လက်ခံတယ်လို့ကျွန်တော်ကြောင်းတက်ရပါတယ်အဲ့ချိန်ကျွန်တော်လည်းပြေးပါကြောင်းမှာတက်ပါတယ်ပြီးတော့စာကိုကြက်ပါတယ်ပေါ့နော်ကြည့်ပါတယ်ပြီးတော့ဖြေပါတယ်ဒီနေ့ကျွန်တော်ဒုတိယနေ့ဖြတ်တန်းပြီးစီးသွားပါတယ်တတိယနေ့ကျတော့ကျွန်တော်အမေရိကခီးစင်နဲ့တိုက်နေတယ်ဘဝလည်းပြန်ချင်းလဲကျွန်တော်ကစာမပွဲဖြေရမှာပေါ့လေကြောင်းချင်းတက်ရမှာဆိုတော့အဲ့မှာလဲကျွန်တော်အမေရိက9ရက်20ကျွန်တော်တင်တန်းတက်ရတယ်ကံကောင်းချင်တော့တတိယနေ့ရဲ့စာတွေကကျွန်တော်တို့လေ့လာခဲ့တဲ့အမေရိကန်ပြည်တော်စုအကြောင်းတွေအများကြီးပါလာတယ်ပေါ့နော်
အဲ့နဲ့ကျွန်တော်လည်း ACC ကျွန်တော်ဖြေနိုင်ခဲ့ပါတယ်ပေါ့နော်ဒါတည်းနဲ့ဒါပေမဲ့ဒီနောက်ဆုံးနေ့တော့ဘယ်လိုလာမလဲတော့မသိဘူးပေါ့နော်မြန်မြန်ပြီးချင်ပါတယ်မြန်မြန်ပွဲရချင်ပါတယ်နော်ပွဲရဖို့ဆိုလေးနဲ့တက်ပုံရချင်ပါတယ်ကျွန်တော်အမေပေါ့လေကျွန်တော်ပွဲရတာတွေ့ချင်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့2015မှာဆုံးသွားပါပြီတော်လေးစိတ်မကောင်းပါဘူးအခုဖေတော့ကြံတယ်ဖေကတော့ S80 ကျော်အသက်ကြီးမှကျွန်တော်တို့မွေးတာဆိုတော့လေအမေကတော့တားလေးပွဲရချင်တာကိုသူကလိုချင်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ချိန်တုန်းကလက်မခံခဲ့ဘူးတော်တော်လေးကိုပွဲမလို့အပြင်မှာကိုယ့်ဟာကိုစူးစမ်းလို့ရတယ်အမေဆိုပြီးတော့ကောင်းပါခဲ့တယ်ဒါကတော့နော်ခုနောက်တော့ရပါပြီเนาะကျွန်တော်ပွဲယူပါမယ်ပြီးရင်အမေမြင်ချင်တဲ့ပွဲပုံလေးအိမ်မှာချိန်ပေးဖို့ကျွန်တော်စူးစမ်းနေပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ပညာရေးအခုကျွန်တော်တက်နေတဲ့အကြောင်းပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဇန်ပွဲလဲဖြေတယ်အဲ့လိုလဲလုပ်တယ်အခုဒီနေ့အချိန်ထိကျွန်တော်တို့ဗီဒီယိုကိုစားပြုဆိုတော့ဗီဒီယိုတွေရဲ့အရေးကိုလောက်ရပါတယ်ဗီဒီယိုညွှန်ညင်မှာအကြောက်ဆုံးပါပဲကျန်တဲ့အန်ဒီရဲ့အတွေ့အကြုံကျွန်တော်တို့မစဉ်းစားပါဘူးအခုဆိုရင်ကျွန်တော်တို့ဒီမွေးဆေးဝါးပေါ့ဗျာမွေးဆေးဝါးအန်ဒီရဲ့တော့အကြီးထွားနေပါပြီဒီအကြောင်းသားလေးတွေဒီအကြောင်းသူလေးတော့တငယ်ချင်းလေးတွေ့ရတာရမ်းဝမ်းတာတယ်ဒီလိုခမ်းမမျိုးမှာထိုင်ရတာနော်တရားရာခိုင်လုံးမှာ0.00.0.00ဘယ်လောက်တော့ရှိတယ်နော်အပြင်မှာကျွန်တော်တို့ဒီလိုတိုင်းသားလူငယ်လေးတွေအများကြီးရှိသေးတယ်ပညာသင်ကြားခွင့်မရတာတချို့ဆိုရင်3တန်း4တန်းနဲ့ကျောင်းထွက်ရတယ်ကျွန်တော်တို့ဒီရှမ်းပြည်လူဦးရေဆိုရင်4တန်းကျော်5တန်းနီးပါးလောက်ပဲရှိတယ်အဲ့ဒါမှလူငယ်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီလိုခမ်းမာထဲမှာဒီလိုတက်ကတူဆိုတဲ့ဝင်ကြွားမော်ကြွားဆိုတာနဲ့တက်ကတူကျောင်းတက်နိုင်တဲ့လူငယ်တွေကအနည်းချင်းတွေပဲရှိတယ်ဒါကြောင့်ဒီလိုကျွန်တော်လာတွေ့ရတာအင်္ဂါမဝတ်တာတယ်ပြီးရင်ဒီလိုလူငယ်လေးတွေကနေပြီးတော့ကျွန်တော်တို့ခုနအမောက်ခိုင်လေးပြောထားတယ်ကျွန်တော်တို့မျိုးဆက်ကျွန်တော်တို့ရဲ့နိုင်ငံအတွက်ကျွန်တော်တို့ဒေတာအတွက်ကျွန်တော်လူမျိုးအတွက်ဆွမ်းဆွမ်းတမန်ဆောင်ရွက်ပေးမဲ့လူတွေဖြစ်တယ်လို့ကျွန်တော်ကတော့တစ်ချက်ဆက်ရုံကြည်ထားတယ်ဒါပေမဲ့အပြင်မှာကအများကြီးအဲ့လိုမူကြီးစေဝါ၆ကဘာလေးတွေကိုတလိမ့်နဲ့တိတ်ကြတယ်အများကြီးရှိတယ်ဒါကြောင့်လွတ်တော့ကျွန်တော်တို့ဆက်ကချင်းထဲမှာပဲကျွန်တော်မူကြီးစေဝါပေါ်များနေမှုဖန်စီရေးယူလေးနဲ့မူရေးစေဝါတုံးဆွဲတဲ့လူငယ်တွေကိုပြန်ပြီးတော့ပြုစုပြောင်းထောင်ရေးလုပ်ငန်းတွေကိုတိုးမြင့်စတဲ့တဲ့ဘို့တိုးမြင့်ပြီးတော့လှုပ်ဆောင်နိုင်ဖို့အတွက်အစိုးရကိုတိုက်တွန်းတဲ့အဆိုဆိုပြီးတော့လွတ်တော်ထဲမှာတင်ခဲ့တယ်ကျွန်တော်အဆိုပေါ်မှာဝိုင်းဝန်းပြီးတော့အများကြီးထောက်ခံခဲ့တယ်ကျွန်တော်တို့ရှမ်းပြည်ဒေသတွေမှာကပဲရခိုင်ကချင်ကရင်ကယားမွန်ရန်ကုန်တိုင်းမန္တလေးတိုင်းထိတာမူရေးစေဝါပြဿနာဆိုတော့ကြီးထွားနေတာကျွန်တော်အဲ့ဒီမှာကိုယ်စလဲလေးဆွေးနွေးတာကျွန်တော်တို့တွေ့ခဲ့ရတယ်ကြောက်ခမန်းလေးကိုကျွန်တော်တို့တွေ့ကြုံနေရတယ်ပြင်ဆိုင်နေရတယ်ဒါကိုလည်းတက်ဆိုင်တဲ့အစိုးရပြည်ထဲဝန်ကြီးဌာနသူ့ဝန်ကြီးလည်းသူလည်းလာဝန်ခံတယ်တက်ဆိုင်ရာเนาะအစိုးရဌာနတွေတချို့เนาะအစိုးရထဲကကျွန်တော်တို့ပုံပုံကြီးလည်းပါဝင်ပတ်သက်တဲ့เนาะကနကခွဲလေးပါဝင်ပတ်သက်တဲ့ဆိုတဲ့ဟာတွေကိုဒါပြောသွားတယ်ငွေစေဝါပြဿနာကိုကျွန်တော်လေ့လာတဲ့အချိန်မှာကျွန်တော်နိုင်ငံတကာလည်းကျွန်တော်သွားတဲ့နိုင်ငံတွေမှာလည်းရင်ဆိုင်နေရတယ်။ငွေစေဝါပြဿနာဒီရှမ်းပြည်တွေမဟုတ်ပါဘူး၊ဗမာပြည်တွေမဟုတ်ပါဘူး။ကျွန်တော်တကဘာလုံးမှာရင်ဆိုင်နေရတဲ့ခက်ခဲဖြစ်ပါတယ်။အခုအမေရိကန်နောက်တိုင်းကလူငယ်လေးဆိုရင် movie တော့ရုပ်ရှင်တစ်ခုထွက်လာတယ်။အဲဒီငွေစေဝါကိုသူ့အသက်အဲဒီပညာရှင်ကသူ့မိသားစုအတွက်သူစေးပေါ်ရင်နဲ့အခုနောက်ဆုံးပေါ်စေးဖြစ်တဲ့ ice ဆိုတဲ့မူစေဝါကြီးကိုသူကဒီထွင်ပြီးတော့သူ့မိသားစုအတွက်သူဖြည့်ရှင်းနေနောက်ဆုံးအဲ့ဒီရုပ်ရှင်ကတော့ကားပိုင်းရှင်အဲ့ရုပ်ရှင်ကိုကြည့်ပြီးတော့လူငယ်တက်ကတော်ကြောင်းသားတွေပါစမ်းချင်လာတယ်အဲ့ဆေးကိုအဲ့မျိုးတွေပေါ့နော်ကျွန်တော်ဒါဩစတြေးလျတကယ်ချင်းကမြောက်လို့ပြီးတာတော်တော်လေးပြဿနာဖြစ်တယ်တဲ့ငါတို့နောက်တိုင်းမှာလည်းဒီဟာလိုစိတ်ဝင်စားတဲ့လူငယ်တွေများနေတယ်ပေါ့နော်အဲကြောင့်ပြဿနာဒီကျွန်တော်နိုင်ငံဒေသတစ်ခုပဲတစ်ခွာလို့ရင်ဆိုင်နေရတဲ့ခက်ခဲဖြစ်နေတယ်ကျွန်တော်တွေ့ရတယ်တောင်ဝတ်တော်ထဲမှာစုံတင်တွင်းနဲ့အဆူအောင်နဲ့အခုလည်းဖန်ဆီးမှုတွေအများကြီးလုပ်ရှမ်းပြည်မှာလည်းနော်ရှမ်းရုံးမှာစစ်စင်ရေးဆိုပြီးတော့နော်ဒီမျိုးစေဝါဒစီကပေါ်ရေးနေနေတွေလုပ်နေတယ်ဒါပေမဲ့ကျွန်တော်အဆိုပြုလိုက်တဲ့ကိစ္စအပေါ်မှာပြန်ပြီးတော့ဥပဒေကိုပြန်ပြီးတော့ပြုပြင်ကြပါတယ်အခုဆိုရင်ပြန်လဲပြုစုပြုထောင်ရေးစံပါတယ်ပေါ့တက်ကလောက်ဖမ်းမှာတက်ကလောက်စီးပါမကုန်နိုင်ဘူးဖမ်းပြီးတော့ချုပ်ပြီးတော့ပြန်လွတ်လာတယ်ဒီမျိုးစေဝါတဲ့တရားတွေပဲပြန်သွားနေတဲ့အတွက်အဲ့ဒီပြန်လဲမြစ်ပြတ်နိုင်တဲ့ပြုစုပြုဆောင်ရေးစံထားတယ်လို့အပ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီအခုဆိုရင်လာရှုံးမှာနော်လူမှုကယ်ဆယ်ရေးနဲ့ပြန်လည်နေထားတာရေးကိုကြည့်ဌာနကနေပြီးတော့နော်ဖွင့်လှစ်ထားပါပြီ
နော်တစ်ချိန်ကိုတစ်လဖြတ်ပါတယ်ပြီးရင်လူအယောက်30လက်ခံပါတယ်ပေါ့နော်တော်တော်လေးကိုကျွန်တော်သဘောကျတယ်ကျွန်တော်လည်းတက်နေတော့ရံပုံငွေတက်လူခဲ့ပါတယ်သူ့ရဲ့နီးကြတော့အရင်တော့ကလိုမျိုးဟိုပေါ့နော်ကျွန်တော်တို့ဖန်စီချုပ်အောင်ပြီးတော့အတင်းဖြတ်တာမဟုတ်ပဲနဲ့နော်ရေဘူးရေအေးတွေအတင်းထားပေးတယ်အားကစားလေးလုတ်ခိုင်းတယ်ပြီးတရားထိုင်တယ်ပြီးသူတို့စပင်ညက်တဲ့ပညာတွေပြီးရင်ဒီဝါရိတ်တွေကိုင်တဲ့ပညာတွေစသဖြင့်ပညာတွေကိုတင်ပေးတယ်ဆိုတော့တော်တော်လေးကိုသဘောကျစရာကောင်းပါတယ်ဒီထက်လည်းပို့ပြီးတော့လုပ်နိုင်မယ်သွားနိုင်လိမ့်မယ်ဖို့လဲကျွန်တော်တို့တိုက်တွန်းမယ်ပြီးတော့လဲယုံကြည်တယ်ပေါ့နော်အခုလဲမြို့တိုင်းမှာအဲ့လိုစံပါလက်တွေရှိမှသာလဲကျွန်တော်ဒီလူငယ်တွေရဲ့မူရစေဝါကင်းစင်ရေးကိုကျွန်တော်ဆောင်ရွက်နေပါလိမ့်မယ်ပေါ့နော်ပြီးရင်သိပညာပေးလို့အပ်တယ်အခုကျွန်တော်တို့အယူတွဲမှနေတာမူရစေဝါကိုစားသုံးလိုက်ချင်းချင်းအားရှိတယ်အလုံးလုံးနေတယ်စသဖြင့်ကျွန်တော်ယူမှအတိကတော့ကျွန်တော်တို့နောက်ဆုံးပါတယ်နောက်ဆုံးတယ်ဆိုပညာရေးပေါ့လေအသိပညာကျွယ်ဝမှုမရှိတော့ဒါကြောင့်မူရစေဝါတန်တာတွေမှာလည်နေတဲ့လူငယ်တွေအများကြီးရှိပါတယ်စိုးရိမ်ကြလည်းကောင်းပါတယ်ဒီနေ့ဒီခမ်းမထဲမှာရောက်လာနေတဲ့ကျွန်တော်တို့ညီကိုကျောင်းသူကျောင်းသားတွေအားတော့အဲ့လိုမဟုတ်ပါဘူးဒါကျွန်တော်တို့ယုံကြည်မျှော်လင့်နေတာအနာဂတ်အတွက်တကယ်ကိုအားကိုအားထိုက်တဲ့ကျွန်တော်တို့ဒါပွဲရပညာတတ်လူငယ်ကြီးအများကြီးဖြစ်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်အဲ့ဒါလည်းပတ်သက်ပြီးတော့နောက်ပြီးတော့ကျွန်တော်ဒေတာမှာခုနကမောက်ခကျိုးရလည်းပြောသွားပါတယ်ကျွန်တော်တို့ဒီမင်းညာနေပါဘူးတိုက်ပွဲတွေအများဖြစ်နေပါတယ်စစ်ပေးရှောင်ကလေးတွေစဉ်းစားကြည့်ပါတိုက်ပွဲတစ်ခါဖြစ်တယ်ဆိုရင်ကျောင်းတွေပိတ်လိုက်ရတယ်စားတယ်မတင်ရဘူးဒါပေမဲ့တိုက်ပွဲမဖြစ်ပေမဲ့လည်းတိုက်ပွဲဖြစ်နိုင်မဲ့အရေးတရားရှိနေလဲစောင်းကျောင်းသားတွေစာကြက်လို့မရတော့ဘူးမလုံခြုံစာတဲ့စိတ်ဝင်စားနေအားနေပါဒါကြောင့်အနာဂတ်ကြကျွန်တော်ဘယ်လိုစဉ်းစားမလဲစသဖြင့်ကျွန်တော်တွေ့ကြုံနေရတယ်လူတွေတက်ခါရတယ်အဲ့ဒါကိုလည်းကျွန်တော်တို့တွားပြီးတော့ဖြစ်ရှင်းရတယ်တွားပြီးတော့ကျွန်တော်တို့ဓမ္မကြားတဲ့နိလန်းကြားတဲ့နော်ဆုံးဖြတ်မှုတွေဖြစ်အောင်ကျွန်တော်တို့ပိုင်းလုံးဆောင်ရတာရှိပါတယ်ပြီးတော့ဒီလူထုကိုစားပြုဆိုပေမဲ့ဒီလိုပွဲမျိုးဒီကနေ့ဆိုကျွန်တော်တို့တော့တရားနဲ့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီနော်ဒီကတငယ်ချင်းကျောင်းသားတွေကိုကျွန်တော်ကတိထားပေးထားပြီးသား18ရက်နေ့ကျွန်တော်တက်ပါမယ်တက်ရောက်ပြီးတော့ကျွန်တော်တွေ့ချင်တယ်မျှဝေချင်တယ်ဆိုတော့အရင်အစင်ခံတင်ပြချင်တယ်ဒီလူငယ်တွေကိုကျွန်တော်တင်ပြချင်တယ်ကျွန်တော်ဆောင်ရွက်နေတဲ့လုပ်ငန်းလေးတွေကိုဒါပေမဲ့အဲ့ဒါဝတ်လွတ်တော်မှာခွင့်ယူပြီးတော့ဒီကနေ့ကျွန်တော်လာရောက်ပြီးတော့မျှဝေခြင်းပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်အတိတ်ကတော့ကျွန်တော်တို့ဆန်တော့ကျွန်တော်ပါတန်ဖိုးထားမှုရှိတယ်လေဆိုတဲ့ကိစ္စကိုကျွန်တော်ရှမ်းလို့ကျေတဲ့ဝင်လူငယ်လေးတွေကိုမျှဝေခြင်းပြုချင်ပါတယ်တန်ဖိုးထားမှုရှိမှကျွန်တော်တို့ရှေ့ဆက်သွားနိုင်ပါမယ်ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့တန်ဖိုးထားမှုကြီးတကယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကိုချစ်မြတ်လို့တန်ဖိုးထားတဲ့တန်ဖိုးဆန်လုံးကိုကျွန်တော်လက်ခံထားတယ်ကိုပတ်စာရှိနေရှိပြီတကယ်ချင်းတွေလာအကျွေးနဲ့ကျွေးရကျွန်တော်ကျွေးချင်တယ်ဒါကျွန်တော်တန်ဖိုးထားမှုဟာသူစီသွားလိုက်တာဘာမှမစားရဘူးဆိုတဲ့ဟာကျွန်တော်အကြောက်ဆုံးပဲဂျန်နေတာတော့မရှိဘူးအဲ့ဒါကိုယ့်ရဲ့တန်ဖိုးထားမှုပတ်စာရှိတယ်မရှိဘူးမင်းအိမ်ကဆုပ်ကြီးမင်းကတော့အင်ဂျီကအဆုပ်ကြီးပေါင်းပြီးလဲမှာပြေးကြီးဆိုပြောချင်လဲပြောကျွန်တော်ဝမ်းတာတော့တကယ်ချင်းကဟာဒီကောင်ကဆက်ဆံရေးမကောင်းဘူးလူတွေကိုတိတ်ဆက်ဆံအဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးတော့အကြောက်ဆုံးပဲဒါကျွန်တော်ရဲ့တန်ဖိုးထားမှုပေါ့နော်အော်ဒီလူငယ်တွေကိုလည်းတန်ဖိုးထားမှုကိုရှာစီစီတန်ဖိုးထားမှုတွေများရှိတယ်ပေါ့နော်တတိရှိမှုလားပေါ့ပြီးရင်ကျွန်တော်တို့ဒီစီကန်းရှိမှုလားပြီးရင်ကျွန်တော်တို့ဒီထွင်ဖန်တီးမှုလားပြီးရင်ကိုချစ်စာလားတတ်တဲ့စိတ်လားပြီးရင်ကတိတီကလားပြီးရင်လွတ်လပ်မှုလားပြီးရင်သူများတို့ကိုကိုညီတတ်တဲ့စိတ်လားပြီးရင်ယုံသားမှုပြီးရင်ကျွန်တော်တို့တတ်မြောက်ခြင်းနဲ့တည်ခြင်းနဲ့သူများကလည်းတည်ခြင်းနဲ့တတ်ခြင်းနဲ့အဲ့ဒါလားနောက်ပြီးတော့ငွေရှိခြင်းနဲ့စတာပြီးအဲ့ဒီတန်ဖိုးတစ်ခုခုကိုကျွန်တော်တို့ကိုယ့်ဟာကိုယ်ရှားအောင်ပေါ့လေဥပမာစိတ်ကရှိတဲ့လူကသူ့မှာသူ့တန်ဖိုးသူထားရတာသူ့ကိုတော့လေစိတ်ကမရှိခဏရှောက်ထားလို့မရဘူးသူ့ရဲ့ပစ္စည်းရှောက်ကိုင်းလို့မရဘူးသဘောမကျဘူးဒါအဲ့ဒီလူကစိတ်ကရှိမှုတန်ဖိုးထားတယ်တချို့အမျိုးလည်းသူကတော့ချုပ်ချယ်နဲ့အဖေမေကတော့မလဲဆိုတမင်ကိုထွက်လေတာလွတ်လွတ်လပ်လပ်တကယ်ကိုအန်ဒီရှိတဲ့နေရာကိုသွားချင်တာအဲ့ဒါသူ့ရဲ့တန်ဖိုးထားမှုတချို့အလားပတ်တာတန်ဖိုးထားတယ်မိုးလင်းတာနဲ့မာနဲ့မျက်နှာမခေါ်တော့ပြင်းနေတော့ဒါပေမဲ့အဲ့ဒီအလားပေါ်တန်ဖိုးထားမှုလေတန်ဖိုးထားမှုတူပဲကြိုက်တယ်လို့ပြောပတ်စံရှိမရှိသူလှဖတယ်လို့ပဲတူတယ်တော့လားဒါတန်ဖိုးထားမှုပေါ့နော်တချို့တကယ်ချင်းချစ်တတ်မှုခုနကျွန်တော်ပြောတဲ့ကျွန်တော်ရဲ့တန်ဖိုးထားမှုပေါ့လေပြီးတချို့ကတတ်သိရှိတယ်ယောက်ျားဖြစ်ပြီးတော့ဟာကြောက်တယ်တရေကိုဆိုပြောတော့မခံနိုင်ဘူးတရေရှိတဲ့နေရာတော့ပြချင်တယ်ကွာ
ဒါသူ့ရဲ့တန်ဖိုးထားမှုအဲ့ဒါတန်ဖိုးထားမှုတယောက်နဲ့တယောက်မတူဘူးများဥပမာအမှုပညာချစ်တဲ့လူဂီတာကြိုက်တဲ့လူကသူဂီတာတချိလို့မရဘူးကဲအကစားတန်ဖိုးထားတဲ့လူကဘောလုံးဘယ်ဟာကိုတန်ဖိုးကြီးလဲနော်ဂီတာတန်ဖိုးထားတဲ့လူကဘောလုံးကသူ့ဘာမှမသူမလို့ဘူးအဲ့လူကျတော့ဘောလုံးကိုနှစ်သိန်းတော့သူဝင်ထားမှာဒါပါလေဟိုပါချယ်ဆီကမက်ဆီတော့ဒီချယ်ဆီတင်းကနော်ဘာစီလိုနာကမက်ဆီလို့သုံးတဲ့ဘောလုံးသူကအိမ်မှာကောင်းကောင်းထက်မှာတင်ထားတယ်ဒါသူတန်ဖိုးထားမှုဒါပေမဲ့အဲ့ဒီဂီတာကြိုက်တဲ့ကောင်ကဘောလုံးလာတွေ့တော့ဟာလူပြလိုက်စမ်းပါမယ်ဘောလုံးတန်ဖိုးမရှိပါဘူးအဟိုကတော့ဂီတာကြီးလေးဖြူလို့တီးတဲ့ဂီတာနော်အဲဒီဆိုတော့လေကိုင်တဲ့ပုံစံမျိုးသူက5သိန်းနဲ့ဝယ်ထားတယ်မန်နေမုံနဲ့မှာတကယ်ချင်းဘောလုံးချက်တဲ့ကောင်ကဂီတာလာတွေ့ဘာထုလိုက်ဘာလွတ်ပြလိုက်ဘာတဲ့လို့အဲ့ဒါပဲတန်ဖိုးထားမှုတယောက်နဲ့တယောက်မတူဘူးညာဒါကြောင့်ကျွန်တော်လူငယ်တွေမှာကိုယ့်ရဲ့တန်ဖိုးထားမှုကိုရှာရှင်းတယ်ကိုယ့်ရဲ့တန်ဖိုးထားမှုကိုတွေ့ပြီဆိုရင်တော့ရှင်းဆက်သွားနိုင်တယ်ပေါ့လေဒါပေမဲ့ကိုယ့်ရဲ့တန်ဖိုးထားမှုကတော့ပြောင်းလဲတတ်ပါတယ်ဒါတဘာဝပေါ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့တန်ဖိုးထားမှုကိုယူပြီးတော့ကျွန်တော်တို့ရှင်းတန်တက်ရင်အောင်မြင်လိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်ပြီးရင်ကိုတန်ဖိုးထားမှုအတွက်လည်းကိုတော်တော်လေးခက်တယ်အန်ဒီပေါင်းများစွာရင်ဆိုင်ရတယ်ပြီးတော့လည်းစိတ်တက်ကြမှုပေါင်းများစွာလည်းရင်ဆိုင်နိုင်တယ်ပေါ့လေကိုတန်ဖိုးထားမှုကိုတချို့ကနားမလည်တဲ့အချိန်မှာခက်ခဲရှိတယ်တချို့ဆိုတာမိဘတွေကပါတယ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပါတယ်ပေါ့နော်မင်းကယူနေပြီလားပေါ့ဂီတာတစ်ကောင်နဲ့ဂီတာကိုပဲချစ်တယ်သူများဆိုကြည့်သူများတာသမီတွေဆိုပတ်ဆံရှာတယ်ငွေကြေးဘလောက်လို့ရတယ်အမျိုးကြတော့ကိုယ့်အတွက်စိတ်ဆင်းရဲတာပေါ့လေသူများလူမျိုးကပတ်ဆံမရှာတယ်ကိုကကိုတန်ဖိုးထားတဲ့ဟာကိုပဲကိုလုပ်နေတဲ့အချိန်ကျတော့အဲ့လိုကြားမှာကျွန်တော်ဖြတ်တန်းနေရတဲ့အချိန်ကျတော့တော်တော်လေးခက်ခဲရှိပါတယ်ပေါ့နော်ဒါပေမဲ့ကိုတန်ဖိုးထားရှိတဲ့အရာနဲ့ကိုလှုပ်လုံးမှာကိုစိတ်ချမ်းသာတယ်ခင်ဗျဥမာကိုကဝါနာပါတာပါလေဝါနာပါတာကစာတင်တာနော်စာတင်တယ်ဆိုရက်ဆရာမတယောက်ရဲ့ကိုယ်ကဘယ်လောက်တက်ခါရှိလဲတာတန်ဖိုးထားတတ်တဲ့လူတိတတ်တယ်တော်တော်လေးတန်ဖိုးထားတယ်မတိတဲ့လူကလုံးဝမသိဘူးဒါပေမဲ့စာတင်တာသူများတယ်လို့တော့နော်ငွေကြီးအများကြီးပဲပြည့်စုံပါမယ်ဒါပေမဲ့စာတင်တယ်ဆိုရက်ကိုတပည့်တွေကမင်္ဂလာပါဆရာမကျေးဇူးတင်ပါတယ်ဆရာမဆိုတဲ့စကားလေးကြားလိုက်ရတာနဲ့အနေကိုအဲ့ဒီပီတိကကျွန်တော်တို့စားလို့မကုန်တော့အဲ့လိုမျိုးကိုရှိတဲ့လူကအဲ့ဒီစာတတ်တယ်နဲ့အဲ့လိုတန်ဖိုးထားဆရာစာတင်တဲ့တန်ဖိုးထားမှုကိုယူပြီးတော့စာတင်နေတယ်ဆိုရင်ပြောပြီးဒါကြောင့်ကျွန်တော်လူငယ်လေးတစ်ခါလေးကကျွန်တော်တို့ကလမ်းကဘာဘယ်ကိုသွားမယ်မှမသိဘူးဖြစ်နေငါဘာတန်ဖိုးထားတယ်သူများတွေကတော့ကျောင်းဆရာမလုပ်ချင်တယ်ငါလည်းဝင်လုပ်တာပဲသူများကတော့ဆရာဝန်ဆိုတဲ့ကိုလည်းဆရာဝန်ဆိုရွေးလိုက်တာပဲတကယ်တော့ကိုကအဲ့ဒီတန်ဖိုးထားမှုတကယ်ထားလိုက်တာဆိုတာကျွန်တော်ပြန်စဉ်းစားဖို့လိုတယ်ပေါ့နော်ဒါကြောင့်ဒီကနေ့ကတော့ကျွန်တော်ရဲ့တန်ဖိုးထားမှုကတော့ခုနပြောတဲ့တကယ်ချင်းတွေအားချစ်တာပြီးရင်အခုလွတ်တော်ကိုယ်စားလာလို့တာပိုတော်ဆိုးရောကျွန်တော်တို့တက်နေတန်းလန်းနဲ့ဖုန်းကဆက်လာတယ်တနည်းရှိတာကျွန်တော်စီလာလာဦးတယ်လွတ်တော်ကိုယ်စားပြောတာမျက်နှာမတွေ့ရဘူးဆိုကျွန်တော်လည်းအဲ့လိုမရတော့အခုဒီပိုင်းတိတ်ခွင့်တကာလေးယူပြီးတော့အဲ့ဒီနေရာတန်းသွားတော့တယ်ဒါမျိုးတွေပေါ့ဒါဆိုအဲ့လိုပြောမှလို့မြင်တယ်အဲ့ဒါကျွန်တော်ရဲ့တန်ဖိုးထားမှုပြီးတော့အတွေ့အကြုံတစ်ခုပေါ့နော်တကယ်ချင်းတယောက်မင်္ဂလာဆောင်တယ်မန္တလေးမှာကျွန်တော်သွားတော့မန္တလေးမှာဆိုရင်နမ်ခါမှာသွားတော့မင်္ဂလာဆောင်ပြီးတော့ကျွန်တော်တို့ပြန်တော့မယ်ဒါပေမဲ့တကယ်ချင်းတယောက်သွားပြီးတော့သူ့အိမ်သွားလေတယ်တော့လေတဲ့အချိန်မှာညနေ3 နာရီလောက်မှာအိမ်မှာကနပစ်တန်တယ်အဲ့ဒီမြောက်ပစ်တန်တယ်အုံဆိုတဲ့ထုံလိုက်ပို့ဆိုတဲ့ဒေတာကိုအဲ့ဒီမောင်ဝင်းကြီးတဲ့ကိုပစ်နေတာအုံဆိုတော့လူတွေကထိုင်ပုံလေးထွက်လာတော့ဟာနားထောင်လို့ကောင်းတယ်ပေါ့အဲ့မှာနားထောင်လို့ကောင်းတယ်အကြည့်အောင်အုံနဲ့ဆိုအဲ့မှာပဲဒေတာလေကျွန်တော်ပြီးတော့အဲ့ဒါမောင်ဝင်းကြီးတွေထုလိုက်ပို့ဆိုတဲ့ဟာအဲ့ဒါငါတကယ်ချင်းတွေရှိတာဟောမျိုးတွေသူတို့နဲ့တိတာလည်းရှိတော့တစ်ခေါက်တော့တင်ငန်းတော့ပေးဘူးလေအဲ့မှာပေးဖို့တော့သူတို့ရှင်းထားတော့သူတို့ရဲ့ဘာမြစ်တာတွေခံယူထားဖို့တော့သူတို့နဲ့အားချင်းနေတဲ့ဆွေမျိုးတို့ရင်းနှီးထားတော့ကျွန်တော်စိုးရိမ်ချက်ချင်းဟာဖုံးဆက်တယ်သူတို့ဟုတ်တယ်ကျွန်တော်တက်ပြနေရတယ်ငါလာချင်းတယ်မင်းတို့စီလာကြိုးဆိုတော့သူတို့လည်းဆိုင်နေနဲ့အမြင့်စိတ်မှာနောက်ခါမှတကယ်ဘာလို့သွားလဲတေးမှာတော့တေးချင်းတေးတကယ်ချင်းတွေရှိတယ်ငါသွားမှာပဲလို့ဒီလောက်သူများအမြောက်တန်တယ်ဒီလောက်ပြစ်နေတာငါတို့မသွားရင်တကယ်ချင်းကပြက်ဆက်တယ်ကွာငါတို့ဒုက္ခရောက်နေမလားဒီမှာစားဖို့တောက်ဖို့ချိန်ရတူလာတယ်ပြောရမှာပြောမခံနိုင်ဘူးအဲ့နဲ့ကျွန်တော်တို့လာကြိုတယ်ကျွန်တော်အဲ့ဆိုင်ကနေသူတို့တိုက်ပွဲဖြစ်တဲ့နေရာကျွန်တော်ချက်ချင်း
ချင်းသွားတယ်တစ်ဖက်ကတော့နောက်ခမ်းမဲ့မှာအတားရလေးပဲမကိရလေးပြင်ထားတယ်ပါသူတို့ထွက်ပြေးလာလို့မဟုတ်ဘူးသူတို့မလာဘူးကျွန်တော်သွားမှာသူတို့ဘလောက်ခက်ခဲရှိတယ်ကျွန်တော်ရောက်သွားတယ်ရောက်သွားပြီးတော့ညာကြီးကျွန်တော်တမ်းပြီးဒီပိုင်းနဲ့6တွေပိုင်းဖြတ်တယ်6တွေပိုင်းဖြတ်တဲ့ခါဒီမီးရှို့နေတဲ့ဘောတော့သွားမလို့ပစ္စည်းတော့ကြည့်မယ်သူလူမှဆိုလို့ဆိုပြီးတော့တကယ်ချင်းနဲ့သွားတာကျွန်တော်လည်းဘာမှမဆိုင်ဘူးကျွန်တော်မိပါရှိမျိုးလည်းမရှိဘူးဒါပေမဲ့တကယ်ချင်းဆိုတဲ့စိတ်နဲ့ကျွန်တော်မရဘူးငါရှိနေတို့အားရှိမယ်ဆိုတဲ့စိတ်လေးနဲ့ကျွန်တော်လိုက်သွားတယ်အဲ့ချိန်ကျွန်တော်6ဖြတ်တယ်အဲ့ချိန်ဖုန်းဝင်လာတယ်အဲ့တော့တရုတ်ဖုန်းဝင်လာတယ်မဖြတ်နဲ့မင်းတို့မိုင်းနေနေနေတော့ဆိုတော့ဒီထပ်ပြေးလာပြေးသွားပဲအဲ့ဒီတရုတ်ရဲ့ဆက်မှာခင်ဗျားတို့ပြေးလိုက်တာကြောက်လို့ပေါ့နော်ကြောက်စိတ်ကတော့ကျွန်တော်အကြောက်ဆုံးကကျွန်တော်ပဲကျွန်တော်တည်တယ်ဒါပေမဲ့အဲ့ဒီခုနကတံပိုးထားတဲ့ငယ်ချင်းမိတ်ဆွေကိုချစ်တယ်ဆိုတဲ့တံပိုးထားမှုကြောက်စိတ်ကိုနိုင်ယူသွားတယ်ကြောက်စိတ်မရှိတော့ကိုတံပိုးထားမှုတွေတတိဆိုလည်းဖြစ်ပေါ်တယ်ကိုယ့်ရဲ့ကြောက်စိတ်ကိုလည်းဖြစ်စေတယ်အဲ့နဲ့မနဲ့စောစောလေးကျွန်တော်တို့ချက်ချင်းရွာထဲဝင်နေအမှအကြည့်စမ်းနေပါတယ်ဘလာတော့ထားပြခဲ့တဲ့ဟာထားတယ်ရွာသားတွေလည်းမကိုင်းနဲ့လို့ကျွန်တော်ပြောတဲ့အချိန်မှာအင်းပါတယ်သွားပြီးတော့ကျွန်တော်တို့စားတောက်တယ်ချက်ပြုတ်ပြီးတော့စားတောက်ပြီးတော့အားငယ်နဲ့ပြန်လာခဲ့ဒီမှာစိုင်းဝမ်းလည်းခမ်းတော့ရောက်လာတယ်ပဲငါတို့ရွာအဲ့တဲတော်လာလေဘယ်ကအတိတ်ပွဲဖြစ်လာလဲဆိုလို့တချို့ကတော့ထွက်ပြေးနေတော့အမှစစ်ဆိုင်ဟာရောက်လာတယ်အဲ့ချိန်ကျွန်တော်ကြောက်ကူးတုံပြီးအဲ့ချိန်ကျမှကျွန်တော်တိတာကျွန်တော်အဲ့ဒီရောက်နေပြီဆိုလို့ကျွန်တော်ကိုစစ်လို့ဖမ်းလို့မင်းဘယ်ရလဲဆိုတော့ပြဿနာတက်ကုန်လာအဲ့ဒါတမန်ကျွန်တော်အားငယ်လို့တို့ကြားနေတဲ့ဒီမိုင်းကြားတဲ့နေရာအေးချိထားတဲ့နေရာကျွန်တော်တွားကြည့်တယ်ဒီဆိုင်ကကောက်လို့လာပြတယ်တို့လည်းအားရှိတယ်ကွာကျွန်တော်ရောက်သွားလို့အဲ့ဒါအေးစစ်စစ်ကျွန်တော်တို့ဒီငြိမ်သွားမှအဲ့ဒီလူကြီးကလည်းဘယ်မှမသွားလူကြီးလေး9ယောက်ဒါပေမဲ့ဒီရွာလုံးဘူးမှမရှိတော့အဲ့ချိန်ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်ကိုဒီနမ်ဖတ်ဖတ်ရောက်အောင်သူပို့ပေးနေကြတယ်နော်အဲ့ကြောင့်ကျွန်တော်ပြောချင်တာကိုထံဖို့ထားမှုတွေရှိတယ်ဆိုဘာမှမကြောက်တော့ဘူးအဲ့ကြောင့်စာတင်တာကိုတဘောကြတဲ့လူတွေဆိုရင်အန်ဒီရဘလောက်ပဲရှိကိုယ့်ရဲ့တပည့်လေးညောနေတယ်ဆိုတာတည်ရသားတည်နေတဲ့တော့တဲ့အတွက်စာမတော်တယ်လို့မဖြစ်ဘူးလို့ဆိုတဲ့စိတ်မျိုးတွေအဲ့ဒါကိုထားတယ်နော်ဒါကြောင့်ကျွန်တော်တို့လူတိုင်းကဒီငွေကြေးကိုတန်ဖိုးထားမှုလုပ်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမှပြည့်စုံနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ကြောင်ရဲတင်းတင်းနေတဲ့စိတ်ကျွန်တော်တန်ဖိုးထားမှုတစ်ခုရှာဖွေလဲဆိုရင်ကျွန်တော်တို့အောင်မြင်တယ်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်ဘောနော်ရှမ်းကိုဟောမယ်ဆိုပြီးတော့ပမာအများကြီးပြောပြသွားပါပြီအခုရှမ်းကိုပြောပါမယ်နော်မဆုံးတက်ကောက်ဟောင်းတော့ဟောင်းတက်ကောက်ပဲနော်อย่าไปခေจ้าค่ะเขาเป็นคนก่อใหญ่ห้องให้တက်ကောက်ပါမယ်နော်เหมือนเมื่อกี้ดีมากใครตอดแต่ใครในสังในได้ก็เขาอันเป็นกล่องดีบางป้อยในพิมพ์ออกมาเลยครับก็เลยขึ้นมาสัปดาห์นี้เราไปกักขันมากันแต่เดี๋ยวเมืองใกล้เขาเนี่ยเหมือนว่าเขาขาดgeneration อันวางแท้คนใหม่เขาขาดกันกับอะไรเพราะเขาขาดกันกว่าเนี่ยการเมืองเขาเนี่ยเขาขีดใจได้เลยก้นหลวงเขามองซึ่งเขาบ้วนเขาว่าผมรับเลยเราคนด่าในเมืองใต้ในเมืองนั้นเนี่ยเวลาเขาได้คำสอนมิตรใจเสนอขึ้นเดี๋ยวมีกี่ปูดูเนี่ยเวลาไม่ได้เลยครับซื้อหน่องแล้วคนนู้นนั่นบอกก่อนเลยนะเขาเลยใจได้เลยเพราะเขาหมอวัวเนี่ยบอกก่อนเนี่ยจะคู่หลวงธรรมะสามีเขาสั่งสอนเขาไว้หมอกก่อนเนี่ยว่าแต้ดีให้ถึงขีดถึงเข้ามันมาเลยเขาส่งว่าเอามาใจนั่นเนี่ยตาเขาเอามาผูกในวันในสวนเขาเนี่ยเคยในเขาหื้อแบบเขาหลุมมาเขาจังเลยเอาง่ายๆบอกนะใครว่าเนี่ยนะหมอกก่อนเนี่ยเขาตัดถึงขิงมันบอกให้เขาเนี่ยถ้าเขามาผูกเขาใครเขาอะไรนั่นนะบอกเลยเนาะอันนี้เรามันรันบอกวันเนี่ยอีเต้เลยมันใครว่าเขากวนไปเขาเนี่ยแต้ดีว่าถึงขีดถึงเข้าว่าเกิดออกมามีผู้ฐานนั่นตาเขาพึ่งสอนเอาอะไรท่ากวนเขาเนี่ยกลุ่มตีให้ว่ามันเกิดมาอารมณ์ต่อเขาได้เกิดมาเมื่อไหร่อารมณ์ต่อได้เกิดกูวันไปเลยอารมณ์ต่อยามมาอารมณ์เกิดวันเกิดแล้วใจอารมณ์ต่อต่างโยกันหรออารมณ์ต่อร้องในกำลังนั้นนะครับทุ่งเมาในอารมณ์ต่อกำลังนั้นอารมณ์ต่อยามมาขึ้นเหลือเนาะใครว่าได้เจ้าคู่ธรรมสามีเพิ่งเหมือนเซตันเขาเนี่ยเข้มได้เลยอ่ะเจ้าคู่หลงต่อธรรมสามีเขาสั่งสอนเขาเนี่ยสองวันมันได้นอกเขาในเมืองหมอกก่อนอ่ะแต่ก็เขาก็ในเมืองหมอกก่อนนั่นแหละได้มากพึ่งอยู่ในห้องจันสองหลงในเป็นหมอกก่อนอันเจ้าคู่หลงเขาบันตั้งหันถึงว่าหมอกก่อนเนี่ยถึงเข้ามามันเกิดออกมาเจ้าซื้อขันผ้าเจ้าคุณสั่งต้นหุ้งอันนี้ผู้วันโอในใจเขาเกิดขึ้นมาเจ้าผ้าหลงเขา
อันนี้มันถึงขีดหนึ่งข้างออกมาขนาดพ่อมพึ่งผ่อนพ่อมได้พึ่งก่อนมาพ่อมได้ปลุกซ้อมมาสมมติมันได้นอกเขาได้กอเขาวันมันได้มาปลุกซ้อมมันนั่งปลุกหมอกก่อนมาจากนั้นเลยหมอกก่อนเนี่ยเขาเข้ามันหลูมาในหาอยากได้ค่ะว่าเขาคันหลูโหนามาในเขาหาอยากได้อย่าให้เลยมันเป็นเช่นนั้นให้เลยว่าอันพึ่งก่อนหน่อยนี้น้องเขาคุณกูก็เพิ่งได้มาอยู่ในองค์จันจอมตัวไหนครับเขาเลยมาอยู่จันจอมเขาเลยเป็นลูกเห็นจันจอมลงในได้ก็มือดูลายก้นเปลี่ยนต่อคนในวันนี้ในย้อนเขาได้ใจนะใจฮะเขาผู้เขาขันไงคนผู้คนหันไงเมื่อเขาอยู่หลายต้านนั่นเขาได้ขึ้นซ้อนเอาลูกตัวเขานั่นน่ะใจเงี้ยเพราะว่าเป็นตัวเขาเต็มในแดดมันเป็นกลุ่มความมันมีในมันไงเพราะตัวเขามีสังอะไรมันไปของมันปักตั้งอะไรมันเมียนนะบอกกำใจว่าเขาอยากให้เป็นกวนเขาอยู่จันจอมเสียได้พอเขาลงมือเนี่ยเขาหลุดขึ้นมันตุ้ดป่วยให้เลยให้พ่อหญิงเนี่ยนักเรียนเลยจะแล้วเขาเลยจันจอมเนี่ยเขาเลยมือเมียนเขาเลยมือดูลายขึ้นก้นเนี่ยในย่องมันเจอเขาเป็นอะไรขึ้นเป็นผู้อ่านรู้เขาเลยหนังคือเขาว่าเด็กขึ้นป่องใจมากให้พ่อสนใจมากในการปั้นปิญญานั่นเลยนั่นรอตอนนั้นเลยเขาขับเป็นหมอกก้อนอันว่าฝึกซ้อมเนี่ยจันจอมเนี่ยมันไหนนะตอนนั้นเลยลูกตีหมอกก้อนอันไหนเลยให้มันก็ห้ามคืนเป็นสภาวะเมืองไทยเนาะต้นยาผิดใครน้ำยามากยาผิดเปิดใครเลยเพราะเอาหมอกก้อนพุ่งหมอกก้อนเขาเนี่ยปื้นเหลวผ่านผมเป็นอะไรผมเป็นอะไรหมอกก้อนเดียวผมเป็นอะไรลองย้ำว่ากันว่าใช่ไหมจากนั้นเลยน้องเขาได้พวกเขาวันนั้นอันว่าเป็นลูกเห็นจันจอมเนี่ยเขาเอาผมมันจอมได้เหตุเฮ็ดอะไรควายมองได้เลยค่ะเมื่อกี้คนล้มเนื้อก็กีน้ำดาวขยิงหน่อยทางนั้นเนาะทางเขาก็ต้องขึ้นควายจันจอมมันจะไหนบอกได้เลยมากขึ้นจุ้งก็ได้เลยค่ะอันนี้เลยว่าเฮ็ดอะไรออกมาเล็กเมื่อนาขาเลื่อนขึ้นดีเฮ็ดอะไรหรือในขาได้อยู่ยังไงจากนั้นเลยวันนี้น้องเขาป้าเจ็บขาเนาะเขาขาดอะไรคัดเจอปุดแกนเอาเพราะมีคนเท่าเพราะมีคนหลวงเขาเฮ็ดมันนั่นก็ได้อันว่าเขาจำว่าเอาผมมูลเทลาแล้วเขาเป็นไต้เขาหลวงหักหอมไต้เขาเป็นอะไร10อย่างไทยเป็นไต้แบบเมื่อนาเราเนี่ยพวกก้นอันตั้งเฮ็ดมาเขาขาดเป็นอะไรสั่งนั้นเลยแต่ก้นเมื่อนาเอาพวกก้นจะไหนเฮ็ดไว้ให้ว่าเป็นป้อยหลวงลิกไต้กองไต้สอบอยู่ใต้อะไรให้มาทางคือลุงโคตรใต้อะไรเพราะน้องของวันที่ไรเนี่ยอันนี้เป็นลูกน้องขึ้นมาทันทีคือวันที่ไรขาลามใจห้างจากนั้นเลยว่ามันได้น้องขอบเป็นก้นตึกปืนอเจเลยว่าอะไรยิบกองยิบหลับเดิมให้มันน้อยยิบกับขึ้นแจ้งพร้อมสภาพเราเหตุการณ์มันการเมืองจ่องใจเหตุการณ์เจอขึ้นได้อยู่ดีเนอร์อันเป็นลูกเห็นจันจอมในก็เข้าเฮ็ดในแปลงในเข้าเฮ็ดในก็เป็นการเจอขึ้นอย่าไปไว้มองมาอันนี้น้ำหนักก็ได้ตึกปืนหางตึกปืนหางปืนก็เลยได้มันตัดปืนไงน่ะเหมือนตั้งอะไรเตรียมเห็นอะไรเฮ็ดแมกกาซีนเฮ็ดจ่าโอ้ยก็เลยได้น้องเขาบอกเตรียมมาถ่ายไว้เอาพวกขึ้นเนื้อกำพาว่าขึ้นเนื้อในแบบนี้แบบมันพวกปืนอ่ะมองอ่ะโอ้ใส่วันไหนเฮ็ดไว้ได้ใส่ได้อยู่จุกกะบอกออกมาอะไรก็มันอยู่ปืนออกแต่ว่านั่นแหละวันนี้ยองยอดเด้เนาะเฮ้ยใครให้หาลองอันเขาไว้กักขันเนี่ยเงินโบราณผ่านมาว่าเขามีอันเขาไว้กักขันว่าเขาไว้กักขันเนี่ยเขาอึ้บเขาว่าเขาเปี่ยวอ่ะอันนี้ใครน้องเขาผมเชื่อเลยว่าที่มีเงินมักจะมีเงินบ่เปี่ยวนะก็ไปสั่งมันเจอมันไว้กักขันออกเงินน่ะมีเงินจอมทองซื้อโคคือแค่แฟชั่นเขาขึ้นมันขี่รถขี่ก้าไปเอาเพราะว่าเขาไว้กักขันเนี่ยเขายังเป็นมึงสองใจเพราะเขาไว้กักขันโคตรได้เขาโคตรได้ในการนุ่งโค้งเบอร์ในมือถือไว้หมดแค่ซับไปเป็นหมอนสองใจอันนี้เลยเขาไว้กักขันแต่ว่าใครน้องเขาว่ามันอะไรคือผัดตั้งพูดเลยว่าหาไม่รอเขาไว้กักขันสั่งเขาไว้กักขันที่สั่งใครน้องเขาว่าเอาเป็นเรื่องกักขันอันนั้นเลยเขาขยันตีในดินปีนเหมือนข้าวว่าเมื่อกี้ได้ข้าวได้ไว้กักขันปืนเอาปืนตายทั้งเมืองหยกว่ามัดไว้เท่าไหร่อีกว่าเนี่ยว่าคอคำยี่เนี่ยเขาบอกกักว่าคำกูเขาเลยมากูขับไอ้กวนมันข้าเขาหลงมันมัดตัวเขาอันนั้นเห็นว่าเป็นเต็กกกันว่าใบว่าในเต็กโทนว่าในแค่ขับกูเลยเป็นว่ามันใครเป็นซื้อคำกูเลยกุ้นมีก็กุ้นอ่ะตอนตัดได้กกันได้เป็นลองว่าเท้าไปกัดขันจากนั้นในเขาขันกูรีบกดได้กว่าทั้งมือเหนียว
ว่าซึกว่าตึกมีหรือซึกมีก็พอถามออกมาว่าอะไรมาเนี่ยเจ็บเจอหนาวมาเอาจะเคยมีน้องเขาตายเลยเขาก็สิจุในไตมูของเนี่ยพูดสื่อให้เนี่ยใจเขาไม่รู้เลยเขาจะทักเขาก็รักนักเขาในมีเดียเขาตึ้งควักเรื่องเนี่ยtổng quân tay họ khác tổng quân nùng tay quân nùng tạ na yêu chung na yêu tạ chung tổng quân tay đây là sự tăng xịt hoàn toàn ở ma này càng trở sản khát văn hàng hậu thì nông quân thì mới nhỏ tài khác có hàng cơn hàng khúc khác có bọc cả văn nhangเขาlàพวกเป็นไตเป็นเนื้อมากเป็นมากพวกมากชุบอันจุ่มอันในการใจนั้นข้าได้สักเฉยหันมันก็บริสุทธิ์เขาจะได้เป็นผู้นำดูข้าตามดูเขาพวกขับกว่าแล้วเขาก็มีอย่างในการใจทำเรื่องมาผมจุ๊บสื่อข่าวแต่ว่าถึงสื่อข่าวนอกเมืองก็ได้มาตั้งหลายมาไถเอามาเอาเขามาเห็นกว่าเขากำเนิดมาซึ่งในเนื้อพื้นเนี่ยตอนมีไม้เขาได้ยืนยันบอกว่าเขาเฮ็ดผิดป้าจิ๋มจันเนาะจันจะมาจะซึกและซึกเขาหมอกจิตก็เขาเลยเป็นต่างข้อกันอันนี้อันข่าวไว้กัดขันอะไรขันยึดไว้ค่ะขำจะได้ว่าขัดก็เพื่อว่าปีน้องนั้นว่าใจเราเนี่ยข้าเห็นว่าเป็นบุญตักบัวว่าอย่างมาตัวเราเลยอันขัดบัวเลยเพื่อนนั้นอะไรเป็นข่าวไว้กัดขันจากนั้นเนี่ยใครยินเนาะมันได้ก่อเขาน้องเขาก็ขึ้นหาตัวเจ้าเขาไว้กัดขันน้องมึงเคยลองพัดขันอ่ะก็พร้อมเนี่ยกูเผลอขึ้นพัดขันอันนี้เป็นลองพัดขันอันนี้ตัวอย่างขัดทุกมันเนี่ยเนาะหลังเสื้อมีปักเปิดกินมีปักเปิดกินเน่าจะได้น่ะยุบยั้งพิจารณาเล็กเก็บเล็กเปียกพอเขาไปงานเล็กพอเขาหมอไปการขัดปักเปิดเนี่ยอย่าไปใครจ้างมันก็บอกมันไปการขัดเขาได้เขากินก็เปียกไปทางลาเขาได้ยิ่งใหญ่มันจะลงใหญ่ต้องอิ่มไม่ลงใหญ่อันนี้เป็นเขาไปการขัดอะไรกับว่ามันอะไรก่อนพอเขากล่าวพูดได้ก็เขามันไปการขัดนั่นก็รู้นับอย่างมันมันจะทำหมอโครงสร้างอะไรก็มาทำอีกถึงพันตีมูกว่ามันเคยเห็นเมียวอย่างเมียวมันยิบกี่ตาใครเตรียมกว้างไหมเรียนผลลูกว่ามันใครเรียนไล่ไหมเนาะต้องสังอันนอนว่าใครนอนไล่ไหมเพื่อนเอาพวกหูไว้ทั้งไหนมันใครไว้ทั้งไหนให้ไหนอะไรเป็นปลายบนอันมันไม่การขันน้องใจนะเดี๋ยวก็คมสากมักจะในพวกเป็นจุ่มในเขามาจอยมันใจขนาดแค่ยังก็ขนาดแค่ชื่อเด็กตีเฮือนมันเขาหรือเล่นหงเลี้ยงงมพวกอะไรวะมันหนุนใจการทำยากมันหนุนใจการพ่นน้ำอันนี้มันไม่การขันกันใช่งานหมอสอนดูน้องในหมอชื่อสาเบิ้ลยาวก็มันก็ได้หมอทักได้ก็ขนาดก่อนเนาะหมอไล่ใจตั้งรถแล้วคำของลองไปการขันมันใครอยู่รถแล้วคำของใครไล่ใจลองมีกติสัจจะได้ผู้เนาะเพราะขาดกติก่อนให้มันรัดต่อสุดท้ายพอว่าคนนั้นใจนะเพราะไว้จุกก็ให้นานวะก่อนเลยไว้มันจังหวะเนี่ยเจ๊คนเนาะเขาเดินพักแข่งให้ปอคนใจเขาเดินพักแข่งให้ปอไว้ปอหาแข่งกองสั่งขึ้นหาชัดจานแข่งกองอะไรนะคนนั้นกติชัดจานลูกเราเนี่ยจังอะไรมันคนเดินเขาขึ้นหาญาติกองอันนี้ดีกว่ากันเนาะอันนี้กติชัดจานมันจะได้ไปเตี้ยมันจะให้ชาวโลกต่อตัวเมียพอชาวกติชัดจานไงนะแล้วพอมาจุ่นป่วยมีในเงินในทองจะบอกว่าจุ่นมีเขาทำธุรกิจมาเลี้ยงคนอันนี้มันเป็นใจไว้การขันมันเนาะทำได้ใหญ่เนาะเจ้าก็หมอจอยปืนนั่นเนี่ยหลุดละนั่นเนาะยิ่งเพื่อนมันมีเขากินก็เพื่อนทุกข้างเลยออกจอยก็เดียวเป็นน้ำมันขัดอึดพอแล้วมาเจอซีโออย่าไปเลี้ยงนี้สุภาพผมเขาเด็ดใจสุภาพเขาเด็ดใจสองสูตรสิริทำรู้สองสูตรกินเรากินสองสูตรต่อไพ่ต่อชื่อว่ามองอะไรอันนี้เนี่ยเราก็ปีนกินมาสิริก่อนรู้เรียนอย่างหลุดเนาะไพ่ก่อนก็จู่ก่อนมาไว้เนาะอันนี้เนี่ยมีอันไว้นอกอีกทางในโมเลียเนาะอย่าไปอบยักษ์คนไม่นั่นนะที่คุณมันจะลองซีโย่ป่ะลองซีโย่เนี่ยเป็นว่าการขันมันเพราะฉะนั้นเนี่ยลองเงินคำมาไปงานเงินคำเป็นตัวอย่างเขาถามได้พอก็เคยว่าเงินคำเนี่ยเป็นเย่เนี่ยเขาถามไว้ทำใจพักคนกูก็พักใจว่าเงิน
เหมามังซื้อสติอินนะนั่นเองเหมาบ่มีน้ำเป็นสาวกำนันเนาะเหมาเนี่ยมันก็เหี้ยไงสาวเนี่ยด้วยนางนี่หน่อยหรอพวกเอากามาปัจจัยมาพอมีมาปัจจอนเสร็จจะยกเขาเนี่ยมันเคยขี่ก็เพิ่งเขาพันเนาะเคยเขาเฮ็ดจริงมาหัวใจเขาอยากนะมันหลังใจจะหนังกุมยงเขาหลุดเส้นตาโก้ชาวก็ไม่ได้ว่าเคยขี่กากก็ผมจะได้ว่าเคยเงินคำก็เขาหลุดให้แก่แรงว่าคนใจของเขาไว้การขันลองสั่งเพราะเขาแก่แรงว่าเขาไว้การขันเนื้อเคยเป็นมอสอนเนี่ยเขาไว้การขันในการสื่อสารเนี่ยเขาไว้การขันเนื้อใจคนนำเนี่ยเขาไว้การขันเนื้อฮักอุเมปีน้องเนี่ยไหนว่าเขาบอกไว้การขันจะยังไงก็อันเลยใจการขันเขามันดีมากเขาเพราะว่ามันเลยใจการขันคุณก็ไหนเมาเต้นในก็เคยเปลี่ยนจะไหนไว้หรอเพราะว่าจะยังไงมันดีมากอ๋อก่อนไว้การก็อันนับเป็นการขันเขานั้นดีมากเขาเนาะผมจะเล่าก็คนเอาเงินเป็นใหญ่เอาเงินเป็นใหญ่เนาะเป็นการมากเว้ยแล้วก็มีเงินของยาวกว่าก็การเพราะเขาไว้การขันอันไหนเพราะว่ามันไว้การขันเนื้อลงห้องกว้างลงไปตึงเนี่ยมันพึ่งกระเตะเนี่ยมันเขียนมากเลยยิงเงินการขันมากเลยเงินเนี่ยมันอะไรกว่าอะไรบ้างมันอะไรกันอะไรจอมปองใครว่าเนี่ยนะก็พวกมันกัดแขนกันขนาดมันไว้การขันอะไรก็รู้ได้เนาะเพราะเขาไว้การขันอะไรก็เลยเมื่อมันเขาเรียกกันเทศมากค่ะเนาะเมียมาแคลนส์มีกันนะอเมริกันแคลนส์มันมีการแนะนำกันเอาเลยเป็นชาซูโร่เป็นซูฮาเลยจากนั้นเนี่ยใครว่าได้ก็ลองหันไว้การขันในหลังลองแต่เล็กใครน้องของบุกก็ไว้การขันเนื้ออันเท่าขาดไว้การขันให้มันหันแจงๆเนี่ยสิบเอาอันนั้นเนี่ยเฮ็ดฟองได้ชิ้นมันก่อนเฮ็ดลองอันพุ่นดีขึ้นกว่าเย้าก็ปิญญาในลำลองได้เลยครับการขันเย้าเนาะการขันเย้าในปิญญาขั้นตอนนั้นปิญญาในลำลองได้เลยครับป้ายปิญญาในมันลำลองซื่อๆไหนเขาเดี๋ยวนี้น้องเราป้ายปิญญาเนี่ยปิญญาไม่พูดเดียวผมจะเรียกว่าไม่อยู่ในจันทร์จอมนั่นเลยเอาปิญญาได้เมื่อไงก็คาราเนี้ยไปมาเขาก็มาคืนปีหนึ่งเนาะยกกับคืนอ่านเล็กด้วยเล็กไหนก็มาต่อวันปีที่สองมาได้ก็คำตันนี้เดี๋ยวว่าก็ไปสอบบางเรื่องตันนี้ก็เดี๋ยวก็เลยขึ้นจ้องอะไรสอบการหลีจึงคือในอ่านว่าข่าวตำไม้เขาเนี่ยปลายปืนเนี่ย history เนี่ยมันเป็นเรื่องอังกฤษการหลีข่าวก็ยามเรียนอังกฤษมาดังเราเลยเพราะหลุดไปด้วยนะเพราะวันสอบภาษาอังกฤษจะได้ก็เข้ากับแก้ต่อไปในคำหนึ่งอะไรก็เหมือนว่าจะว่าหลุดไปแก้หลุดไปด้วยสังก็สังเลยอ่านลิขตั้งเราไว้นั้นด้วยลิขตั้งเราไว้นั้นเลยมันมากำแขนหมดเลยจอนน้องเขามาให้จันจอมมาในหมอขี้ควายนอนอันหน่วยหมอควายป้าไว้ที่เพื่อนก็ไปเย้าว่าน้องของสิ่งที่เพื่อนทำที่แต่ที่เลยคัดเจอที่เลยเอาปิญญาที่เลยสิบทางตั้งนอกก็ไม่ทางไหนเหมือนน้องเขาเป็นคุณพันใหญ่หรอว่าไอ้กลุ่มเขาตั้งไว้ที่เพื่อนเขาเราเห็นเขาสมาเขาหมอสังในยาว่ามันถามเขาซ้ำน้องเขาจะเป็นเผอเป็นเจ้าคือหาเขาได้ได้เขาได้เป็นในก็ห้าจะมาไหนเขาใจเหรออยากเป็นใครไม่เปลี่ยนเช่นนั้นหาโลกาขันเข้าไหนอ่านลิขเนี่ยมันพิษค่ะอ่านลิขเนี่ยมันพิษแต่ว่าในคาใครตอนนี้ในคาดิสิเข้าใจขึ้นยังใครนุ่งบ่อะไรเนี่ยมาสตาร์หรือสังเกตในดิสิเพียนยังแต่ว่าเท่าเนี่ยนะเป็น Nobel is going to learn นะเขาก็เท่ากับในดิเพียนนะฉันอ่านทำปิญญาเนี่ยมันหลงลองจะคือไง only education can provide a nation เนี่ยเรื่องสีป้ายปิญญาอันเดียวอ่ะในเก็บเคสคือการเจรจาเขาเลยเพราะมีปิญญาในเคยมีเงินคำต่างเลยเปิดมาเอาเพราะเคยมีแผ่นดินเลยเปิดมาคุดมาจงมาเพราะมีปิญญาอยากจะให้การในอย่างสำหรับในน้องเขาคุณพันนักหนามาได้นะอันคาขยันเนี่ยได้ข้อของมาตรงนั้นเนี่ยคือคุณพันนักหนามาได้ก็เบอร์เขาติดเลยเอาปล่อยตามบอกเอาเลยตามบอกขึ้นไว้ยาวเหมือนเบอร์นะเป็นทั้งอันนี้ทำดีเอาในขึ้นคุณพันนักหนามาเลยป้ายปิญญาวันดำรงจะขึ้นได้เท่าไหร่ครับก็เมื่อไงก็เป็นพยายามบอกกันก็ไปปังตึกเป็นกอบสังก็เพื่อเข้าคาเลตุกข้าเลยไปเมื่อวันกอบสังก็พ่อปิญญาในห้องให้มันติดทนเลยนะครับตั้งลงในอ่านทางลิขมันน้ำเหมือนกันเหมือนจะข้าเขาในก็เพื่ออ่านที่ก็ดังถ้าใช้ลิขมือเตะจ้าของสิบตาเนี่ยมันในคำว่าเรียนอังกฤษมันยากนะดิอังกฤษเนี่ยข้ากูเลยอ่านนะก็สำคัญหมอผู้ว่าป้อมหมอในอังกฤษเนี่ยกับอ่านมือหนาได้ยากเนี่ยสื่ออัน speaking English หายทั้งวันหายก็สุดเปล่าแล้วก็หาได้เมื่อไหร่ก็ลูกมาเมืองเลี้ยงก็สุดนาในบนว่าอังกฤษ
ก็ได้กินข้าวในเบรกฟาสต์เบรก4-5ในเกี่ยวัดเชียวในเป็นวายสังนะเป็นเนี่ยว่าได้ทำไปทำวันเนี่ยมาบอกมาขี่สังเกตว่าแต่ก็บอกว่าไอ้หยองโย่ในอิงลิสนี่นะก็ถึงว่าไม่ได้โม้ห้ามใจโม้ค่ะคิดดูเลยที่ทางนั้นก็ไม่ลืมเด็กก็ขึ้นห้องเฮียนตั้งน้องเนี่ยครูอันนี้มาสอนเราในเป็นจังนี่หันมาในข้ามออกข้ามตั้งวันข้ากูเลยรัดต่อมันหันเปิดรับรัดต่อลูกน้องรัดต่อมันเอาอะไรต่อความมันลูกพี่ข้าในอยู่ตั้งวันเขาวันนั้นมากินเนี่ยพวกการลูกมันเลยญาติสารสามารถเขาผ่านจังนี่ข้าเลยรัดต่อมันหันเปิดมันตักคนนาเขียวคนอันมาใหม่ในลูกอันเฮียในมิส30มันรัดต่อก็แต่ข้าก็เลยว่าเป็นรัดต่อข้าก็ต้องหนุนลูกไว้aku le lakukan English, kamu lakukan English kau bina, kau headkan, kau le, mula jam hanpit mana, kamu dah mah, oh, le bener, kau kalau lakukan sama, how ne put English tu mana, the red come, no come, I come,คนใครมาตอนนี้มานะจอมใจ the red come, no come, I come เนี่ยนะ English เขาก็สั่งกว่างแต่มันพีดนะมันพีดมันเหมือนไงคนแค่มาก็ได้มาแต่เรียกคำลูกคำไอคำมูยอยจะนอนลามีเนี่ยได้พูดอังกฤษจะนั่นมาบางบอกได้ก็เขากล้าจัดตีนะกาเฮ็ดไม่ยงเนี่ยไม่อยากเฮ็ด native show เนี่ยมานะ native เลยเป็นสัตว์ตีนะ show เนี่ยยากนะเลยกักกุ๊กอันเขาเคยหมอเจอเขาเกลียดขนาดมากตอนนั้นเลยว่าเมื่อไหร่บอกใครนอกเขาอ่ะหมอภาษาอังกฤษเนี่ยมันเด็ดตุกขาดกินเอาเด็ดเพี้ยนก็สั่งในคนเคยห้องนะครับคนเคยห้องอ่ะเหมือนกับท้องค้าเนี่ยก็คักตึกกว่าอเมริกามาเยาเฉียวมากไว้คักกว่าขึ้นดินเนอร์จอร์จเดบิวบุชอันห้องเรียนมันอินสติทิวต์มันลิเบอร์ฟรีแอนด์ลีดเดอร์ชิพโปรแกรมในห้องก็ขึ้นอันนั้นมาในเมืองมาเนี่ยอ่านหัวปากมันค่ะสิหาปากเขาอยู่สอบไปออกกับเช้าก็นี่นั่นข้าก็เลยป้าบอกมากแบบนี้นะของได้ชิดผมว่ามากขึ้นห้องเขาแทนให้มากขึ้นนะครับว่าเลยทิ้งไว้ครับเขาก็จะมีใครเจ๊ใครฝาด้วยครับก็เหมือนนั่นเขาไว้การขันนั่นนะกลุ่มกว่าด้านนอกได้ในวันเราอย่างมัดด้วยในคากูนั่นเรียกว่าคำกูสังนั้นเลยคาเลยทิ้งไว้เขาก็จะมีในก็ดึกสอบห้องไว้ห้องมาหลายๆปีขาดหลายเมืองนะสังนั้นเลยเมืองใหญ่เนี่ยลิงก์อังกฤษเขาก็ได้หลายๆเรื่องข่าววันมาได้สัก30 ปีแล้วอ่ะว่าขาดได้10 เรื่องเลยทุกเรื่องเดียวที่อะไรก็เรื่องในข้างอ่ะด้วยลิงก์ด่าแค่ด้วยเฟซบุ๊กด้วยกันนะลิงก์แค่ด้วยอ่ะแว่นด้วยลิงก์อะไรฮะเขาพาเป็นทุกการบุคคลเมืองลองลิงก์เป็นสนามมีอ่ะเป็นสนามอะไรเกสเป็นสนามในผู้เปลี่ยนในเป็นเท่านั้นผู้เปลี่ยนในคากูเลยวันละนั่นเนี่ยเดี๋ยวมีอยู่นะคนขึ้นล้อสังครับคากูเลยวันละมันสุขสันต์ของใครแค่คากูบนเรือลิงก์นะอันฮกกูเนี่ยเขาเลยเอาจังหวะว่าในใครอันเขากูนั่นที่เจ๊เนี่ยอย่างจะเขากูมจะเขากูมไรมันอ่ะเนาะจากนั้นเลยเขาเองเลยคัดเสอคำพูดอันเขากูนั่นลิกสังอย่างก็ไม่คัดกว่าเมื่ออเมริกาบอกไงกว่าฮันในปีน้องเขียอยู่เมื่ออเมริกาหรือมองเองเด็กอะไรเขาไม่ทำสมทุกเจอเขาอยู่จำเมื่อเขียเขาหลงโม่นะไปตึกอ่านว่าพึกลิกเขียวเขาเลยเนี่ยโอ้ไอ้หนีเขาใช่ไหม意思寫佢真係咁仔嘅，佢講讀呢啦，因為你 cut 仔嘅การทำงานเนี่ยภาษาความรักในเขาจังเลยเพื่อนแท้การนี้ยอมอังกฤษมาเหมือนที่ออดเลยก็เป็นหมออ่านเลยดูเลยกว่าหันไปก็ขากันเป็นตับเตอร์ซึ่งเป็นคนที่ในการของคนเท่าขาขึ้นจอมก่อนเนี่ยคนเช่าก็ในอังกฤษขันอย่างดูนะว่าคาคำหมอมาในทุกเรื่องเลยกูได้รับเขาคาเลยก่อนเลยเขาดินเนอร์ลุมปองจึงในเมืองลุมสภาลุมกับพบญาเต็มคลองเบอร์เนอร์เมืองเบอร์เนอร์อะไรอันคักใครรับได้นำหนักมาบอกว่าไม่ได้รับไผ่มาเนาะเลยได้ก็คักก็เลยปิดมันที่ผมเยี่ยมแล้วเพราะว่าอันคักใครรับอาลาเขาบอกมาทั้งคนเขาอังกฤษเขาบอกเขาหลักก่อนเลยเขาขึ้นมากูไซดีเนี่ยจะมาพูดอย่างเนาะกูน่าเองไงเลยนะเขาไม่รู้ตัวอะไรทำเลยเพราะว่าเขาแยกเขาอยู่ก่อนแล้วเคยเรียนที่ไหนเขาคนความกันแต่นั้นเลยน้องเขาเรียนที่ทางน้ำใครให้กูก็มองความอังกฤษน้องอันนี้สนใจได้บันไดวิจัยพงของอันพวกนี้ก่อนได้หรือมากขึ้นพูดก่อนได้เลยเขาทำกับน้องอังกฤษเขาแข่งกันนะเขาเลยเขา
เขาได้ขัดขืนไว้อาศัยเขาอย่างเป็นมันคืออะไรนะจากนั้นเลยใครเรียนเทียนลิบอันเขากูนั่นเขาสิเลยให้ขับคนเนาะเพราะกูเนี่ยมีลาย2 อันได้บอกในพุทธพระเป็นตัว2 อันเป็นสนาม1 อันเนี่ยเขาเดี๋ยวเกลียดมีลาย2 อันเนี่ยอันนึงเนี่ยเขาเวียนไปหรออันทำเขาต่อสู้ให้มันเปลี่ยนใน2 อันเนี่ยพุทธพระมันถึงปัญหานึงเนี่ยอันสู้เลยเนี่ยอ้วนกว่านั้นเลยเป็นตั้งของอันจิตใจอันนี้เขากูต้องทำอ้วนเลยเนี่ยก็ได้เวียนไปแล้วได้ตึกเป็นอ้วนใจว่าเมื่อไรเขาปูตั้งเขาคัดใจให้สู้เลยเนี่ยลูกปีอันเขากูแห่เฮ็ดให้เป็นตั้งมหาเศรษฐีเนาะจากนั้นเลยข้ายังก็เนาะ10 โมงไปเอาเลยข้าก็รันกับน้ำมันใจเลยว่าเป็นคนกัดคนหมอลูกตีไอโตไอพีเนาะเขาเนี่ยเป็นคนวางเนี่ยค่ะคนเซนบีวางผู้หญิงมู่เนี่ยวันเหมือนเนี่ยเวียนเซนบีวานอันค้าเนี่ยก็เคยหายวันสัตย์ที่ค้าได้มันก็ข้ามพอถึงเมื่อเร็ววันค้านั้นค้าอย่างเมื่อพวกบองบันไดเนี่ยข้าเนี่ยหลุดให้ทันตั้งน้ำการเนี่ยโอมาเนี่ยซ่อนน้ำเลยอันมากใครเมื่อไหร่ก็เจอเลยว่าเอาตั้งผู้เจ้าเก่ากัดเจ้าเก่าแขนในมาลาไว้เป็นตั้งอันดูทุกอันเจ้าเก่าเลยย่ามาเลยใครให้ลูกน้องแต่ก็เขาขาดน้องมุงเขาขาดใช่ไหมขึ้น10ขึ้นใหญ่หรือเขาพัดหันหรือเขาก็นำหันหน้ายิ่งเลยใครปัญหาเนาะยิ่งเลยใครปัญหาอาหารแต่เรากับแค่เรารู้แบบนี้ชิ้นเนี่ยนะปักแค่ว่าเราไม่เขียนอะไรดีได้อยู่ก็โชคดีในการมานะนั่งมืออันไว้กูในที่กูเปิดวันเมืองเราเนี่ยผลนับคนเนี่ยผลนับคนเนี่ยเนี่ยมึงมาแล้วเนี่ยผู้หญิงนำปัจจัยเองผู้หญิงนำหรือคนใจไปขนาดตอนนั้นยิ่งเลยก็ตื่นตีเลยกันเป็นผู้พัฒน์ตื่นตีเลยมาเป็นผู้วันการเมืองเขาได้วันเจ้าได้ขาดเรื่องหันถึงไว้ตอนนั้นใครไปทางน้องยิ่งเขาจะได้วันกันคัดใจให้ได้อย่าให้ไปย้อนมือเปียวก็เปียวกันเนาะมือไปจู้ก็ไปไปทางไหนได้สภาวะมันไปกะเขาไปกักคันเดินเลยก็ด้วยหนึ่งนะจากนั้นแหละเมื่อได้ก็ได้มาพบมายาได้ก็เขาได้ก็เป็นอันเข้มแบบไหนจ้องหนังขาคู่ขาหันนั่นอันขับพวกมันนั่นเลยยืนเพลบันเลยเพราะว่าใครพูดแทนใครมือตื้อแทนไหนก็กับสิ่งไรอ่ำก้าเลยการลูกอ่อนโฮเฮนจันทร์สอนไว้ในวันในสวนในในย่องก็มีพี่น้องทุกข้าจะหือไล่จอยแทนเจ้าในมิตรหือในก็เป็นเขาขาพูดเขาขาดีจังจอยหาเกลิบันไล่ก็อันเขาพูดใครหันเขาขาดีหาจงโมปิญญาเจ้าในว่าจอยแทนเขาขาดกว่าเนี่ยใครย้อนยินถึงไอ้ก็เขาเจ้านั้นแห่แต่จอมดีกันนี่ดีจนเราดีป่วยมาจนเรากลางดองจนยาสอนในดีแต่ยาวไปหรอด้วยจงเลี้ยจนเราจงเพียอะไรด้วยจงเลี้ยได้ยาวnhà quý lấy quên nhà đây tới trong năm mà ta cũng vào đấy cho nó rồi nghe đi phụ lúa quen nhiều sau này chim bạc này cô này chim bạc quên đi đấy nó bảo hoa cái này là qua sẽ mà chim nhau để đủ đấy sẽ mà đi đủ nó bàn giao đủ vào đấy ở trong đi nghe đi đủ là nhà quý đó nhà quý quên nhà đây trong năm là bàn giao này nào đấy cho nó rồi đi đủ quen nhiều đấy sau này video nhà 6 ngày này là bà sĩ đủ nó sản đạo đuôi này đi công chụp vào đây nào